ဆိုတာကလူ၁၁ယောက်နဲ့ကစားရတာဖြစ်လို့အမတော့ရှိကောင်းရှိနိုင်တယ်လို့နီးပြကရှင်းပြလို့နေခဲ့ပေမယ့်အီဇာဂီရဲ့ဘက်မှာတော့ခုနကသူချခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့လည်းမကြေမနက်ဖြစ်နေခဲ့ပါတယ်။အကယ်၍သူသာဘောလုံးကိုအသင်းပေါ်စီမပေးဘဲတကူကောင်းဆန်ပြီးဂိုးပေါက်ထဲကိုကန်သွင်းလိုက်မယ်ဆိုရင်ဒီပြိုင်ပွဲကအနိုင်ရသွားနိုင်တယ်လို့အီဇာဂီကတွေးနေခဲ့ပါတယ်။အတုံးမကျတဲ့အသင်းပေါ်တွေကြောင့်မို့လို့ရှုံးနိမ့်သွားတဲ့အဖြစ်ကိုလည်းလုံးဝလက်မခံနိုင်ဖြစ်လို့နေခဲ့ပြီးတော့သူသာကန်သွင်းခဲ့လိုက်ရင်ဆိုတဲ့အတွေးကိုလည်းထပ်ခါတွေးနေခဲ့ပါတယ်။အသက်သက်နှစ်အောင်နိုင်ငံလက်ရွေးတင်တဲ့မှာပါဝင်ခွင့်မရတော့ဘူးဆိုတာကိုသိလိုက်တာကြောင့်သူ့ကိုယ်သူလည်းယူကြုံမရဖြစ်လို့နေခဲ့ပြီးတော့ဒီဘောလုံးလောကတွေကိုခြေစုံပြစ်ဝင်ခဲ့တဲ့အတိတ်ကအကြောင်းအရာတွေကိုလည်းပြန်ပြီးတော့တွေးနေခဲ့ပါတယ်။အီဇာဂီကသူ့အရန်ကိုအားကြခဲ့ရတဲ့နိုဝယ်နိုဝါလို့ခေါ်တဲ့ကစားသမားတစ်ယောက်ကြောင့်မို့လို့ဒီဘောလုံးကိုအယူမှုဆွဲလန်းသွားခဲ့တာဖြစ်ပြီးတငယ်ချင်းတွေနဲ့ကစားတဲ့အခါမှာဆိုရင်လည်းသူ့ရဲ့အရေးချင်းတွေကအခြားသူတွေထက်ကောင်းမွန်နေတာကြောင့်မို့လို့အမြဲတမ်းလဲအချီးကျူးခံခဲ့ရပါတယ်။ဒီလိုနဲ့နိုင်ငံကိုစားပြုရွေးချယ်ရမယ်ကြောင်းပြိုင်ပွဲအဆင့်တီကိုပါကြိုးကြိုးစားစားနဲ့တက်လန်းလာခဲ့ပေမယ့်ဒီဘာမဟုတ်တဲ့အတင်းသားစိတ်ဓာတ်ကြောင့်အခုတော့အိမ်မက်တွေအားလုံးပျက်စီးသွားခဲ့ရပြီလို့စိတ်ထဲကနေပြောဆိုနေခဲ့ပါတယ်။ကျောင်းကနေအေးပြန်တဲ့လမ်းမတောင်မျက်ရည်မစဲနိုင်ဖြစ်ကငိုချပစ်ခဲ့လိုက်ပြီးတော့သူတကူကောင်းဆန်ပြီးကိုရှူခဲ့တဲ့နာဆိုပြီးတော့လေအော်ဟစ်ကပြောဆိုနေခဲ့ပါတယ်။အင်ကိုပြန်ရောက်လာတဲ့ခါမှာတော့အီဇာဂီရဲ့မိဘတွေကညစာပြင်ထားပြီးသူ့ကိုစောင့်နေခဲ့ကြပါတယ်။ဒါဖြစ်သူအီဇာဂီကျောင်းကိုသွားတော့မှဂျပန်ဘောလုံးသင်းချုပ်စီကနေစားတစောင်ရောက်လာတယ်ဆိုတဲ့အကြောင်းအမေဖြစ်သူကပြောပြလာခဲ့ပြီးတော့အဲဒီစာကိုလည်းမိဘတွေရဲ့အရှိမတွေအီဇာဂီကဖွင့်ဖတ်ကြည့်ခဲ့ပါတယ်။စာထဲမှာပြောထားတဲ့အကြောင်းအရာကတော့အရေးချင်းရှိလူငယ်ကစားသမားအဖြစ်အီဇာဂီယိုအီချီကရွေးချယ်ခံရတယ်လို့ပြောထားခဲ့ပြီးအောက်ဖို့ပြပါလိမ့်စာတိုင်းမနှက်ဖြန်လာရောက်ပေးဖို့အတွက်လည်းဖိတ်ကြားလိုထားခဲ့ပါတယ်။ပြန်ပွဲကိုရှုံးနိမ့်ထားတာတောင်သူ့ကိုဘောလုံးသေးချုပ်ကရွေးချယ်ခဲ့တာကြောင့်မို့လို့အီဇာဂီတယောက်လည်းနားမလည်ဖြစ်နေခဲ့ပြီးတော့သူကဘာဖြစ်လို့ရွေးချယ်ခံခဲ့ရတာလဲဆိုပြီးတော့လည်းစဉ်းစားနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အီဇာဂီကစာထဲမှာဖော်ပြထားတဲ့လိမ့်စာတိုင်းကြောင်တောင်နဲ့ရောက်သွားခဲ့ပြီးတိုက်တဲ့ဆက်တိုင်းပဲသူ့လိုမျိုးဖိတ်ကြားခံခဲ့ရတဲ့ကောင်လေးကီရာကပါသူရှိတဲ့နေရာကိုရောက်လို့လာခဲ့ပါတယ်။ဘောလုံးသေးချုပ်ကနေပို့လိုက်တဲ့စာတောင်ကိုသူလဲရလို့ဒီကိုရောက်လာရတာဖြစ်တယ်လို့ကီရာကအီဇာဂီကိုပြောဆိုလာခဲ့ပြီးတော့နှစ်ယောက်သားကလည်းအစာအုပ်တွင်းထဲကိုဝင်လာခဲ့လိုက်ကြပါတယ်။သူသက်သွားနေပဲအတွင်းထဲကိုရောက်မှာတော့နည်းနည်းရရမှရှိတဲ့နာမည်ကျော်လူငယ်ဘောလုံးသမားတွေများစွာကိုလည်းအီဇာဂီနဲ့ကီရာတို့ကတွေ့မြင်ခဲ့လိုက်ရပါတယ်။ဟော်ကန်ထဲမှာရှိနေတဲ့လူငယ်တွေအကုန်လုံးကလည်းအီဇာဂီတို့လိုမျိုးပဲဖိတ်ကြားစာကြောင့်မို့လို့ရောက်လာတယ်ဆိုတာကိုခဏကြာမှသိရှိလို့သွားခဲ့ပြီးတော့သူတို့နှစ်ယောက်ပါဝင်အခန်းထဲမှာကစားသမားအယောက်ပေါင်း300ရှိလို့နေခဲ့ပါတယ်။အကုန်လုံးကလည်းသူ့နေရာနဲ့သူအရေးချင်းရှိတဲ့တိုက်စစ်မှုတွေဖြစ်ကြပြီးတော့အယောက်300တလုံးကတိုက်စစ်မှုတွေဖြစ်နေတာကြောင့်မို့လို့အီဇာဂီကလည်းအနေငယ်တော့အံ့ဩနေခဲ့ပါတယ်။လူငယ်တွေအကုန်လုံးရှိနေတဲ့ဟော်ကန်ကြီးစီကိုလည်းအယ်ကိုလို့ခေါ်တဲ့ထူးဆန်းတဲ့လူတစ်ယောက်ကရောက်လာခဲ့ပြီးတော့ဒီကန်းထဲမှာရှိနေတဲ့တိုက်စစ်မှုအယောက်300အားလုံးကိုတူးဆင်းခေါ်ထားခဲ့တာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။သူကသူလည်းစတင်မိတ်ဆက်ခဲ့ပြီးတော့ဂျပန်ဘောလုံးအသင်းချုပ်ကနေအသစ်ခန့်အပ်ထားတဲ့နီးပြဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့လာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာဂျပန်နိုင်ငံအနေနဲ့ကမ္ဘာဖလားကိုရယူသွားမှာဖြစ်တယ်လို့အယ်ကိုကပြောပြလာခဲ့ပါတယ်။ဒီစင်ကော့ခံထားရတဲ့လူငယ်အယောက်300စလုံးကသူ့ရဲ့ Blue Lock လို့ခေါ်တဲ့ project မှာစမ်းသပ်ခံရမယ့်လူတွေဖြစ်ကြပြီးကမ္ဘာတော်ဆုံးတိုက်စစ်မှုတယောက်ဖြစ်လာအောင်သူကလေ့ကျင့်ပေးမှာဖြစ်တယ်လို့အားလုံးကိုနားလည်အောင်ရှင်းပြခဲ့ပါတယ်။ရုတ်တရက်ကြီးသူတို့အကုန်လုံးကိုစင်ကော့ပြီးလက်တွေ့မဆန်းတဲ့အကြောင်းအရာကိုပြောပြနေတဲ့အယ်ကိုရဲ့စကားတွေကိုလည်းကီရာကကန့်ကွက်ကြောင်းပြောဆိုလာခဲ့ပြီးတော့ကိုခေမေရတဲ့တငယ်ချင်းတွေအတင်းသားတွေကိုထားပြီးတယောက်တည်းခွဲထွက်လေ့ကျင့်မှုဆိုတာကလုံးဝမဖြစ်နိုင်ဘူးလို့ပြောပြခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့အယ်ကိုကလည်းထရဲလာခဲ့ပြီးတော့ဂျပန်အသင်းကမ္ဘာဖလားမရတာကအဲ့ဒီအသုံးဝင်တဲ့အတင်းသားစိတ်ဓာတ်တွေကြောင့်ပဲလို့ပြောပြခဲ့ပါတယ်။ဘောလုံးအားကစားဆိုတာကအတော်လေးကိုရိုးရှင်းတဲ့အရာဖြစ်ပြီးတော့အနိုင်ရဖို့ဆိုရင်ကိုကပြိုင်မှန်အသင်းထက်ဂိုးများများသွင်းနိုင်ဖို့ပဲလိုပါတယ်။ကမ္ဘာကျော်ဘောလုံးသမားတွေဖြစ်တဲ့ခရစ္စတီယာရိုနယ်ဒိုမက်ဆီကန်တိုနာပီလီနဲ့နောက်ဆုံးနိုဝယ်ယာတို့အားလုံးကတကူအောင်ဆန်ပြီးကိုသွဲလို့နာမည်ကြီးခဲ့ကြတဲ့သူတွေဖြစ်တယ်လို့အယ်ကိုကထပ်ပြီးရှင်းပြခဲ့ပါတယ်။ဆိုလိုချင်တာကတော့ကိုင်းထဲမှာဘလောက်ပဲကောင်းနေပါစေကိုမသွင်းနိုင်ရင်အဲ့ဒီလူကလုံးဝအသုံးမဝင်တဲ့သူပဲဖြစ်နေအောင်ပါပဲလို့အားလုံးကိုနားလည်အောင်ရှင်းပြခဲ့ပါတယ်။ပြိုင်ပွဲတစ်ပွဲမှာတကူကိုမရှိတဲ့အနိုင်ရတာထက်3ဂိုးသွင်းခံရပြီး4ဂိုးနဲ့အနိုင်ရတာကမှပိုပြီးရတာရှိတယ်လို့အယ်ကိုကပြောဆိုလာခဲ့ပြီးတော့သူ့ရဲ့ Blue Lock project ကလည်းအဲ့ဒီလိုပဲကမ္ဘာအတော်ဆုံးတိုက်စစ်မှုတယောက်ကိုမွေးထုတ်သွားမှာဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။သူ့ရဲ့ project နဲ့ပတ်သက်ပြီးတစုံတရာမကျေနပ်တာတို့ဘာလို့ရှိလို့ရှိရင်အခုကတည်းကနေအခန်းထဲကနေထွက်သွားလို့ရတယ်လို့အယ်ကိုကပြောပြခဲ့ပြီးတော့စိတ်ဝင်စားတယ်ဆိုရင်တော့သူ့နောက်ကဖွင့်ပေးထားတဲ့တကားပေါက်ကိုဖျောက်ဝင်သွားလိုက်ရုံပဲလို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့တခုရှိတာကအထဲကိုဝင်သွားပြီးရင်လုံးဝကိုနောက်ပြန်လှည့်လို့မရတော့ဘူးဆိုတဲ့အကြောင်းနဲ့တဘောမတူပဲထွက်သွားတဲ့လူတွေကတော့တာမန်ရက်ကွက်ဘောလုံးသမားအစ်စ်နဲ့ပဲကျေနပ်လိုက်ကြဆိုပြီးမခံကြအောင်ပြောဆိုခဲ့ပါတယ်။အယ်ကိုရဲ့ပြောပုံဆိုပုံတွေကလူငယ်တွေအားလုံးကိုအထင်သေးတဲ့ပုံစံပေါက်လို့နေခဲ့ပေမယ့်အီဇာဂီရဲ့အတွက်တော့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာအောင်းနေတဲ့မကောင်းဆိုးဝါးတစ်ကောင်ကိုလှုံနှိုးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒီလိုမျိုးတငယ်ချင်းဖြစ်သူကိုယုံလိုက်လို့ပြိုင်ပွဲကိုရှုံးနိမ့်ခဲ့ရတဲ့အီဇာဂီကအယ်ကိုပြောတဲ့တကူကောင်းဆန္ဒကမှန်ကန်တဲ့အရာလို့ထင်သွားခဲ့တာကြောင့်တခါမှရှိနေတဲ့တကားတဲ့ကိုလည်းအီဇာဂီကအရင်ဆုံးပြေးဝင်လို့သွားခဲ့ပါတယ်။ကျန်တဲ့လူငယ်တွေအားလုံးကလည်းအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ပဲအီဇာဂီရဲ့အနောက်ကနေပြေးကလိုက်ဝင်သွားခဲ့ကြပြီးဒီ project ကိုကန့်ကွက်တဲ့ကီရာကပါအတူလိုက်ဝင်သွားကအယောက်300စလုံးကလည်းဒီ Blue Lock project မှာပါဝင်လာခဲ့ကြပါတယ်။
နီးပြကြီးအဲကိုကိုတိုင်ဖန်တီးတိစောက်ထားတဲ့ဘလူးလော့တင်တန်းအကြောင်းကြီးစီကိုလည်းတပ်ဆိုင်ရာတာဝန်ရှိသူတွေကကားနဲ့ပို့ဆောင်ပေးခဲ့ကြပါတယ်။နံပါတ်10လိုက်ကစားသမားတွေအကုန်လုံးကိုတတ်မှတ်ပေးကအီဆာဂီကတော့နံပါတ်299ဖြစ်နေခဲ့ပါတယ်။အခန်းတစ်ခန်းမှာလူ17ယောက်စီကိုနေရာချထားပေးခဲ့ပြီးတော့အီဆာဂီနဲ့တူကီရာကပါအခန်းတစ်ခန်းထဲမှာအတူတူကြာသွားခဲ့ပါတယ်။ခဏကြာမှတော့နီးပြကြီးအဲကိုကစားသမားတွေ